Ok, alo mình là bà. Cho nó cô xe lý bà, cho nó biểu ra để đánh cho nó lánh trở lại đấy Ok, alo cha là bia. Cho nó thật này mà cho nó đi ý ra này phía đây phía tân này chỉ này điều cho nó xem bia mẹ rồi cho nó chỉ nhá cái đấy. Cho nó chỉ nhá thà đấy tay mẹ cho nó tết đấy. Ok, alo mình là bà, ta lý do bà, máy sống khá bà, mình nghĩ là ông bà. Cái đa số nhá, nó là cái lũ lên nó, cho nó đi lại số bị đoạt để chơi chơi, bây giờ thằng nuôi ra để chơi này rồi xí mày bây giờ ấy rồi, khu cái này cho nó, sao bây giờ biểu ba mày, ý là này cái này phiền này sẽ bồi ô, cho nó biểu gì này, bài này rồi, nhà ý rồi xí, đại mà alo nãy lấy đòn tôi về cho nó biểu mày, ý là này ngàn số ra. Xin biểu hiện các bạn tầm này đủ địa, chỉ sĩ trang gì của thu đóng cái đấy, tầm mục địa gì luôn ông biểu lui đấy, bao giờ Persian Empire, Persian à, đi Islam này yo, Christian này yo, Buddha Baza này yo, thay gút này bao, thong lìa lâu số đấy, đã lấy cho nó mà đây mới biểu ra, nó đi Persian Empire ya, so đi Persian Empire, cái Islam này làm sai mũ bia. Christian này làm sai mũ, Buddha Baza này làm sai mũ, đã alo đi ông mới cho nó buôn lên biểu mày, hậu bị, ấy lúc phải mua tụi cái Persian Empire gì ở tại cha bảo bia, đã tầm ấy à lấy bên lũ bia, cho nó Bombay University mà cho nó Political Anthropology, của cho nó Master U đấy chơi mà, đã điều cho nó lý là khai đấy, rồi cho nó tuổi cái Buddha ấy đấy, aku mà không bu, thằng của aku sẽ lấy cũng này đấy, sau đóအခုဒီအီရန်ဖြစ်နေတဲ့ပြဿနာဟာပါရှန်အင်ပါယာကြီးနဲ့တော့မဆိုင်ဘူးဒါပေမဲ့အီရန်မှာအဲ့လိုတမိုင်းရဲ့အနေအမြင့်အတက်အကျနဲ့ဖြစ်သွားတဲ့အီရန်မဘာသာတွေဖျက်ဆီးလိုက်တာအမှန်တော့အီရန်နိုင်ငံကြီးကအဲ့လိုမဟုတ်ပါဘူးเนาะဒီလောက်ပဲကျွန်တော်ပြောနိုင်တယ်ဒါဆိုရင်အီရန်ခဏဖြစ်လာတဲ့စစ်ပွဲတွေကဘာလဲပေါ့ဆိုတော့အီရန်ကိစ္စကိုကျွန်တော်မရှင်းပြခင်အမေရိကန်ရဲ့ policy ကိုပြောပြမယ်ဟာစာအုပ်တွေရောစာကြည့်တိုက်တွေမှာဒါမာတွေရောရေးနေကြတာဗျာကျွန်တော်လည်းမဖတ်နိုင်တော့ဘူးအမှန်မှာတော့နှစ်ခုပဲရှိတယ်ဗျနှစ်ခုပဲအမေရိကန်ရဲ့နိုင်ငံတကာဆက်ဆံရေးပုံစံကနှစ်ခုပဲရှိတယ်အဲ့တော့ကိုဗျာကြီးကျယ်တွေလိုက်ရေးနေကြတယ်ဗျာဟိုဘလို့ပြောမလဲဆရာကြီးထိုင်နေရေးနေရဟုတ်ပါတယ်ဆရာကြီးတို့ရဲ့ခင်ဗျားတို့အထာတွေကိုလည်းနားလည်ပါတယ်ဗျာကျေးဇူးလည်းတင်ပါတယ်ဗောကျွန်တော်ကဒါပေမဲ့ကျွန်တော်ပြောချင်တာက American policy ကနှစ်ခုပဲရှိတယ် dialogue and fight ပဲ American policy ကဒါပဲ Abraham Lincoln လက်ထက်တည်းကဒါပဲပထမဆုံး dialogue လုပ်မယ် negotiate လုပ်မယ် negotiation ဖြစ်အောင်လုပ်မယ် negotiate ဖြစ်လာเนาะ dialogue ကနေမဖြစ်ရင် fight ကိုရွေးတယ်ဒါပဲလေအခုဖြစ်နေတဲ့စစ်ပွဲကဆွေးနွေးရင်းနဲ့ဖြစ်တယ်လို့လည်းပြောတယ်ဟုတ်တယ်လေဆွေးနွေးနေတာလေဆွေးနွေးနေတာပဲဘာလို့စဆွေးနွေးတဲ့အဆင်မပြေဘူးလေဒါမိတ်ဆွေတို့လည်းတီးတဲ့အတိုင်းပဲလေအီရန်ကအပျော်ဆွဲတာလေတဖြည်းဖြည်းဆွဲနေတာလေဆိုတော့ကျွန်တော်ပြောချင်တာကအမေရိကန်ရဲ့ policy ကဟို Abraham Lincoln လက်ထက်က dialogue and fight ဒါပဲမှတ်ထားလိုက်ခင်ဗျားတို့ကြိုက်တဲ့ပညာရှင်ဘယ်ဆောက်ဖင်ကောင်းကျဲတာတွေနော်အဲ့ဆောက်ယူတွေကြိုက်တာလားပြော American policy ကနှစ်ခုပဲရှိ dialogue and fight dialogue က Congress မှာလည်းရှိမယ်နော်စီးနိတ်မှာလည်းရှိမယ်ပြီးတော့ American တန်တမန်တွေမှာလည်းရှိမယ်အဲ့ dialogue မရတော့ဘူးအဆင်မပြေတော့ဘူးဆို fight ကိုရွေးကြတာဒါ American policy နော်ဘာမှကြီးကျယ်မပြောနဲ့ဗျာစောက်မြင်လဲကျွန်တော်တော်ကတ်နေလို့ဒါအမှန်တိုင်းပဲကျွန်တော်ပြောပြတယ်ကျွန်တော်စကားရိုင်းသွားခွင့်လို့ဗျာဆိုတော့ဟုတ်ပြီအီရန်ကအဲ့ဒီလိုစစ်ပွဲတွေဖြစ်ဖို့အတွက်ကျွန်တော်လူတယောက်လူလားတယ်လို့ထင်နေကြလားဘယ်ခင်ဗျကမ္ဘာစစ်ပွဲကျွန်တော်ဒရင်းတော့ဘွားကကျွန်တော်စစ်ဒရင်းတွေယူလာတဲ့လူလေဗျာကျွန်တော်သိတာပေါ့ခင်ဗျကမ္ဘာစစ်ကြီးဖြစ်တယ်ဆိုတာလွယ်တာမှမဟုတ်တာမင်းအောင်နိုင်လို့ဟို
ဘလို့ပြောလဲပေါက်တိပေါက်ချက်ပတ်တောက်ဖြစ်မဟုတ်ဘူးလေဗျာဝုံတိုင်းအုံကွမ်းနဲ့ဆော်ကြတာခင်ဗျာလေကောင်းကင်မှာမီးတွေလင်းနေပြီခင်ဗျာချက်ချင်းအသက်ပြောက်သွားတဲ့ကဘာကြီးဗျကဘာစစ်ပွဲဆိုတာမင်းအောင်နိုင်တို့ကကဘာစစ်ပွဲကိုကြုံဘူးလို့လားမြင်ရောမြင်ဘူးလို့လားဒါကိုကျွန်တော်ပြောတာကဘာစစ်ပွဲကြီးတဲ့တိတ်ကြောက်ဖို့ကောင်းတယ်ဗျအသေးချာပြင်ဆင်လက်နက်တွေနော်နီးပညာတွေအားလုံးစမ်းသပ်ပြီးတော့မှဒီလိုစစ်ပွဲကြီးတွေကိုဆင်နွှဲတဲ့စစ်ပွဲဗျဒါကျွန်တော်ပုံပွင့်လင်းလင်းပြောပြတာဒါမင်းအောင်လိုက်ဆိုဖွတ်ကြားကောင်လောက်ရှိတာဗျကဘာစစ်ပွဲနဲ့ဆိုခင်ဗျခွေးလေးချဖို့လောက်ရှိတာခင်ဗျကလည်းဒီကောင်ကိုက်မဲ့ခွေးတန်းတော်မှခင်ဗျကလည်းဗျာတနလို့မကိုက်ဘူးဗျာဒီလိုကောင်မျိုးဒါခင်ဗျလို့ကျွန်တော်ပြောပြတာဟုတ်ပြီနော်ဆိုတော့အီရန်ရဲ့ပြဿနာကအပြော့ဆွဲတာအမေရိကန်ရဲ့ပြဿနာ dialogue and fight အဲ့ဒါ American policy ဟာအမေရိကန်မှာကြောင်းနေလာတက်တယ်ဟာဘာတွေညာတွေစုံနေရောပဲဗျာစောက်ကြီးစောက်ကြေတွေပြောတာနားလည်းမခံနိုင်တော့ဘူးခင်ဗျကြိတ်တဲ့စာကြည့်တိုင်းကိုသွားခင်ဗျကြိတ်တယ်လို့ခင်ဗျဖတ်နောက်ဆုံးပါလေတိလားဒါလုပ်မယ် negotiate ရလား negotiation ကိုခေါ်တာပေါ့ဗျာ negotiation ဖြစ်လား okay အဲ့ဒါဆို okay တယ်မဖြစ်ရင် fight တယ်ဒါပဲလေခင်ဗျ Ibrahim Lincoln လက်ထက်ကဒါပဲလေဘာပြောနာတော်တော်စောက်ရုပ်ရှုပ်နေကြတာဆိုတော့ဒါပေမဲ့အီရန်ကအလိန်ခံလိုက်ရတယ်ဗျခင်ဗျကျွန်တော်ပြောပြမယ်ခါမနီတက်ထဲကခါမနီကအနှစ်အကြာကြီးအုပ်ချုပ်သွားတာနော်အရာတူလာခိုမနီမဟုတ်နော်ခါမနီအခုတေဆုံးသွားတဲ့ဘာသာရေးခေါင်းဆောင်ပုဂ္ဂိုလ်ကြီးပေါ့ဗျာကျွန်တော်လည်းအသက်ကြီးပါတယ်အတွေ့အကြုံရလဲကျွန်တော်ထက်တောင်ရင့်ကျက်ပါရဲ့ဒါကိုကျွန်တော်ညာစရာပြောလာလည်းမရှိဘူးဗျာလိန်ပြောလို့လည်းမရဘူးဒါတွေအကုန်အမှန်တရားတွေကြီးပဲနော်ဆိုတော့ပြီးတော့အီရန်နိုင်ငံသားစစ်လည်းဖြစ်တယ်ဗျာနော်သို့တော့အီရန်နိုင်ငံကြီးကိုပြုပြင်ပြောင်းလဲတည်ဆောက်တဲ့နေရာမှာသူဟာအယာတိုလာနဲ့အတူပါလာပြီးတော့အယာတိုလာခိုမနီနဲ့ပါလာပြီးတော့ခင်ဗျအယာတိုလာခိုမနီတေဆုံးသွားတဲ့အချိန်ပေါ့ဗျာအဲ့ဒီအချိန်မှာမှအရာတူလာခါမနီဆိုပြီးဖြစ်လာโอเคခင်ဗျအီရန်စစ်ပွဲမှာလဲသူကအဓိကခေါင်းဆောင်ပဲเนาะအီရန်ကအီရန်ကိုမနိုင်လိုက်ပါဘူးစစ်ပွဲမှာဟိုကဒါအမှန်တိုင်းပဲပြောတယ်သူ့ရဲ့စီမံကင်တွယ်ချက်တွေညွှန်ကြားချက်တွေကအရန်ရေးပါခဲ့တယ်ဗျာဒါကိုလဲကျွန်တော်သဘောကျတယ်ဒါအမှန်တိုင်းပဲကျွန်တော်ပြောပြတာဆိုတော့ဒါပေမဲ့သူ့နိုင်ငံရဲ့ပြည်သူပြည်သားတွေရဲ့လုံခြုံရေးအကျိုးစီးပွားနဲ့အနာဂတ်ကိုဆုံးဖြတ်တဲ့အချိန်မှာအာဏာတွေအားလုံးကသူ့လက်ထဲရောက်သွားတဲ့အချိန်မှာပြည်သူပြည်သားတွေရဲ့တဦးချင်းရဲ့မျက်နှာကို तू မကြည့်တော့တာဗျအာဏာမျက်နှာကိုပဲကြည့်တော့တာအဲ့ဒါနဲ့ဘာလုပ်လဲဆိုလွန်ခဲ့တဲ့25နှစ်တည်းကသူကရုရှားကလည်းအဲ့ဒီတော့ဗျာပြိုကွဲသွားပြီးတော့ဗျာနိုင်ငံသစ်ထူထောင်တဲ့အချိန်တရုတ်ကလည်း WTO ဝင်တဲ့အချိန်ဗျာခင်ဗျားတို့သွားပြန်ကြည့်လိုက်နော်ပုတ်ပုတ်လင်းလင်းပြော2000ခုနှစ်လောက်ကဟုတ်ပြီလားဆိုတော့အဲ့ဒီချိန်မှာ तू ကရုရှားနဲ့တရုတ်နဲ့ပူးပေါင်းပြီးတော့စစ်လက်နက်နီးပညာတွေကိုရယူပြီးတော့သူ့အီရန်နိုင်ငံကိုထူထောင်မယ်လို့ तू ကဆုံးဖြတ်ခဲ့တာโอเคဒါဆိုရင်အီရန်နိုင်ငံကြီးကို तू ထူထောင်ဖို့အတွက်ရှင်းပြောရင်အယာတူလာခိုမနီကတခိုးကြပိုးနဲ့သွားပေါင်းမိတာဗျနော်ဆိုတော့ဒါအမှန်တိုင်းပဲကျွန်တော်ပြောပြတာအဲ့ဒီတည်းကထူထောင်လာလိုက်တာဒီအီရန်မှာလက်နက်ငယ်စက်ယုံတွေမြေမြုပ်ပိုင်းစက်ယုံတွေနောက်ဆုံးအဆင့်ဗျာတရုတ်ကစိုက်ကယ်ကအင်ဂျင်ကိုစိုက်ကယ်မှာမတတ်တော့ဘဲနဲ့အခုခင်ဗျားတို့ပြောတဲ့ Shahid drone လေအဲ့ Shahid drone ကအဲ့ဒါစိုက်ကယ်အင်ဂျင်နဲ့မောင်းတာတလားစားလွတ်တွေကမိုင်းကုန်တင်ပြီးတော့လွတ်လိုက်တာ4နိုင်အတွင်းကတော့ तू အဲ့ဒီထဲမှာ तू C4 ကလန်တော့ထည့်လိုက်ရတယ်အဲ့ C4 ကလန်နဲ့ तू လစ်တာဒါ Shahid drone ကစိုက်ကယ်အင်ဂျင်နဲ့မောင်းတာဒါလည်းကျွန်တော်သိတယ်သူက तू တီထွင်မှုလည်းရှိတယ်ဗျနော်နောက်ဆုံးရုရှားယူကရိန်းစစ်ပွဲဖြစ်လာတဲ့အချိန်မှာရုရှားကကုန်နေပြီလေတန်ကြက်ကလည်းမီးလောင်ကုန်ပြီလေစစ်လက်နက်တွေလည်းမနိုင်တော့တဲ့အချိန်မှာအီရန်က Shahid drone ကိုသူကခက်တီနဲ့နျူကလ িয়ার နည်းပညာပေးမယ်ဆိုပြီးတော့အီရန်ကိုဖိတ်ခေါ်ပြီးတော့အီရန်က Shahid drone နည်းပညာကိုတရုတ်ရဲ့မော်တော်ဆိုင်ကယ်အင်ဂျင်နဲ့
ရုရှားထုတ်တဲ့အဆင့်ကိုရောက်သွားတာဒါကျွန်တော်အမှန်ပြောပြတာဒါပေမဲ့အီရန်ကမတက်နိုင်တာကလေဂါစနစ်တို့နော်အဲ့ဒါတွေမတက်နိုင်ဘူးဗျမတက်နိုင်တော့အမြဲတမ်းပဲရုရှားနဲ့တရုတ်နဲ့ပေါင်းပြီးတော့တီဆောက်ကြတာအဲ့လိုတီဆောက်တော့အလကားမှမရတာဗျာဘသူကအလကားပေးမှလဲခင်ဗျအမေရိကန်ဗမာပြည်ကိုချစ်တယ်ဆိုအလကားမချစ်ပါဘူးဗျာတရုတ်ကဗမာပြည်ကိုကူညီခြင်းနဲ့ဆိုအလကားမဟုတ်ပါဘူးဗျာရုရှားကမြန်မာပြည်ကိုကူညီခြင်းနဲ့ဆိုလည်းအလကားတော့မရပါဘူးဗျာဒါကျွန်တော်အမှန်တိုင်းပဲအလကားရတာမရှိဘူးဗျာခင်ဗျားတို့ကျွန်တော်တို့အလကားရတာတခုပဲရှိကျွန်တော်တို့အမေစီကချစ်ချင်းမေတ္တာပဲရှိတယ်ကြံတဲ့လူကကျွန်တော်တို့အမေတွေဖေတွေမဟုတ်ဘူးဗျာမဟုတ်တဲ့အတွက်မရဘူးဗျာဒါကိုကျွန်တော်ပြောချင်တာနော်ဆိုတော့အဲ့ဒါနဲ့ပထမ12ရက်ကြာအမေရိကန်ကလည်း midnight hammer ဆိုပြီးတော့ဒီ midnight hammer pounding ပေါ့ဗျာဒီ midnight hammer pounding နဲ့အဲ့အီရန်ကနျူကလ িয়ার စက်ရုံတွေဘာတွေလာကျဲတယ်ပေါ့နော်ဒါအီရန်ကြုံတွေ့လိုက်ရတာဟာလေနေလေဝင်တာပြီးတော့အစ္စရေးကလည်းကောင်းကောင်းဝင်ဆော်တယ်ဗျာအဲ့ဒါနဲ့ပထမတိဆောက်ထားတဲ့ရုရှားနဲ့တရုတ်ပစ္စည်းတွေနဲ့ဘာမှမတုံ့ပြန်နိုင်ဘူးလေနော်ဒါကိုကျွန်တော်ပြောပြတာလိန်စားကြတာကိုပြောတာပါနော်အယာတူလာခါမနီသူပဲအလိန်ခံရပေမဲ့သူ့တိုင်းပြည်ကြီးနစ်နာသွားတာကျွန်တော်တို့ဗမာနိုင်ငံနဲ့တထက်တည်းဖြစ်နေတာမြန်မာစစ်တပ်ကြီးတစ်ခုလုံးရုရှားနဲ့တရုတ်လိန်နေတာဒါပေမဲ့မြန်မာပြည်သူတွေနစ်နာနေတယ်လို့ကျွန်တော်ဒါကိုပြောချင်တာဆိုတော့အဲ့ဒါနဲ့ဘာမှလည်းမလုပ်နိုင်ဘူးမလုပ်နိုင်တော့အဲ့ဒီစစ်က12ရက်ပဲကြာတယ်ဗျာပြီးသွားတယ်ဗျာကဲထားလိုက်ဗျာအဲ့ဒီ12ရက်ကြာတဲ့ဒီစစ်ပွဲပြီးတော့အီရန်ချက်ချင်းတိဆောက်တာနော်သူခံလိုက်ရတဲ့ခံစားရတာတွေအပျက်စီးတွေချက်ချင်းတိဆောက်တယ်ဘာလို့တိဆောက်လဲဆိုတော့ရုရှားစီက12ဘီလီယံနဲ့ S400 နော် S400 8ခုယူတဲ့တရုတ်ပြည်ကလေဂါစနစ်40တောင်သူကဝယ်တယ်8ဘီလီယံနဲ့ရေဒါစနစ်ပေါ့ဗျာအဲ့ဒီရုရှားက S400 နဲ့တရုတ်ရေဒါစနစ်နဲ့ချိတ်ဆက်ပြီးတော့ဒုံးကျည်တွေတက်ဆင်တယ်ပေါ့ဗျာတက်လားဒါပေမဲ့တရုတ်က8ဘီလီယံရတယ်ဗျာရုရှားကလည်းစစ်တိုက်လို့မွဲနေပြီလေ12ဘီလီယံရလိုက်တယ်ဗျာကဲခါမနီတီဆောက်တာဒါပေမဲ့သူတီဆောက်တာသူ့ပြည်သူတွေအရင်နစ်နာသွားတယ်အီရန်ရဲ့နော်ရီနာငွေကြီးဟာအမေရိကန်$1တန်းခွဲဖြစ်သွားတယ်အီရန်ပြည်သူတွေငတ်ကုန်တယ်ဆန္ဒထားပြတယ်နော်ဆေးဝါးတွေအစားအသောက်တွေအဲ့ဒါတွေလက်လန်းမမီတော့ဘူးဗျလက်လန်းမမီတော့တဲ့အတွက်ဆန္ဒထားပြတာအခုဆိုရင်အီရန်ငွေကြီးဟာကမ္ဘာအိတ်ချင်းရဲ့အပြင်ဘက်ကိုရောက်သွားမရှိတော့ဘူးလေမရှိတော့တရုတ်ကဘာလုပ်လဲဆိုတော့ယွန်သုံးဖို့အတွက်အီရန်အစိုးရနဲ့ညှိနှိုင်းတာနော်အခုဖြစ်တဲ့ပြဿနာနှစ်ခုတော့တရုတ်ကသူ့ယွမ်ကိုဒေါ်လာကိုအစားထိုးဖို့အတွက်အာဏာရှင်တွေကိုမြှောက်ပေးပြီးအဲ့ဒီတိုင်းပြည်ကိုဖျက်ဆီးတာဗျအဲ့လိုဖျက်ဆီးပြီးသူ့ယွမ်ကိုသုံးဖို့အတွက်ဗင်နီဇွဲလားကိုလည်းသူဒီတိုင်းလုပ်လို့လေအမေရိကန်သိမ်းငှက်ဝင်ကုတ်သွားတာလေနော်အခုအီရန်မှာလည်းအရှိလေပိုင်းတစ်ခုလုံးသူ့ရဲ့တရုတ်ယွမ်သုံးဖို့အတွက်လှုပ်လိုက်တဲ့အချိန်မှာအခုဒီစစ်ပွဲဖြစ်တာဗျခင်ဗျားလည်းခင်ဗျားတို့ဒီစစ်ပွဲမဖြစ်ခင်လွန်ခဲ့တဲ့တစ်ပတ်ကအီရန်မှာတရုတ်ယွမ်စသုံးနေပြီလေဗျာဒါကိုဂဒါဖီအဲ့ဒါလုပ်ခဲ့လို့ဂဒါဖီလည်းဘဝပြတ်သွားတာလေဗျာဆိုတော့ကျွန်တော်ပြောတာယွမ်သုံးခြင်းမသုံးခြင်းအဓိကမဟုတ်ဘူးလေဗျာအဲ့ဒီပြည်သူတွေကမတက်နိုင်တော့ဘူးလေနောက်တရုတ်ပြည်ကလာတဲ့အစားအသောက်တွေဆေးဝါးတွေအားလုံးကဓာတုတွေလေအီရန်ပြည်သူတွေကြောက်ကတ်တွေကင်ဆာတွေအရန်ဖြစ်နေပြီလေနော်ဗမာပြည်မှာလည်းအတူတူပဲလေတရုတ်မှာအဲ့ဒီစီကန်းတွေစီးမြင်းတွေမရှိဘူးလေဗျာအခုဒီစစ်ပွဲဖြစ်တော့ကျွန်တော်မိတ်ဆွေတွေကပြောတယ်ဟာအမျိုးမျိုးဝေဖန်ကြတယ်ကျွန်တော်ပြောတယ်ကျွန်တော်ကြိုက်တယ်လို့ဒါလူသေးတာတော့ကျွန်တော်မကြိုက်ဘူးဗျာနော်ဟိုပုတ်ပုတ်လေးလေးပြောရရင်ဗျာလူသေးသွားတယ်လူတွေဒုက္ခရောက်တယ်ဒါမျိုးကိုတော့ကျွန်တော်မနှစ်သက်ဘူးနော်ဟိုဒါကျွန်တော်ဒါမှန်မှန်ကန်ကန်ပဲပြောတယ်ကျွန်တော်မနှစ်သက်ဘူးဒါပေမဲ့ခင်ဗျာအခုတပတ်လန်းစီးပွားရေးတရုတ်ရဲ့1 by 1တို့ကအီရန်ကနေခင်ဗျာဥရောပကိုထွက်ပေါက်လေအဲ့ဒီဥရောပကိုချိတ်ဆက်မဲ့အီရန်ကြီးကိုအခုဆော်ထည့်ပလိုက်ပြီဗျာကဲမင်းတို့တပတ်လန်းဘာဖြစ်မလဲပေါ့
ဒါလေးလဲစဉ်းစားကြည့်ပေါ့ဗျာတပတ်လန်းဆိုတိတ်ကြောက်ဖို့ကောင်းတယ်တရုတ်ပြည်ကမူရစေဝါဘောင်းစုံနဲ့မာဖီးယားဘောင်းစုံနဲ့လောင်းကစားသမားတွေအကုန်ထွက်လာပြီးတော့အဲ့ဒီနိုင်ငံကအမျိုးသမီးတွေကိုဖားလုပ်ခိုင်းမှာသူတို့ကလောင်းကစားလုပ်ပြီးတော့အဲ့ဒီနိုင်ငံကိုဖဲရိုက်ယူမှာအဲ့ဒီနိုင်ငံရဲ့ကုန်ပစ္စည်းတွေကိုကုန်ကြောထုတ်ပေးမှာမဟုတ်ဘူးသူတို့နိုင်ငံကိုပြန်တည်သွားမှာခင်ဗျားတို့နိုင်ငံမှာစက်ရုံတွေလာဆောက်ပြီးကုန်ကြောထုတ်ပြီးတော့သူတို့ကတည်ပြီးတော့ကဘာကိုပို့မှာမဟုတ်ဘူးခင်ဗျားတို့တပတ်လန်းကိုတေချာလိလာအောင်ဟုတ်ပြီနော်ဆိုတော့ပြောချင်တာကအခုဒီတပတ်လန်းအတွက်ဥရောပကိုဝင်မဲ့နောက်ဆုံးဆုံရအာရှရဲ့ West အာရှရဲ့ဆုံရအီရန်ကြီးကိုစော်ထည့်လိုက်ပြီဆိုရင်ဒီတပတ်လန်းဘာဖြစ်လာမလဲစဉ်းစားကြည့်ပေါ့ဗျာတက်လားဆိုတော့တရုတ်လုံနေတာကအရန်ကြောက်ဖို့ကောင်းတယ်တရုတ်နဲ့ပေါင်းတင်တဲ့လူတွေအားလုံးဟာမူရစေဝါတွေနော်ပြစ်ဒဇာတွေပဲဖြစ်သွားတယ်ခင်ဗျကဘာကြီးကိုမူရစေဝါတွေကံမဲ့ကယ်တွေမပို့ရဘူးလို့တရုတ်နိုင်ငံစီးမြဲမှာဒီမူရစေဝါထုတ်လုပ်မဲ့ကံမဲ့ကယ်တွေကိုမပို့ရဘူးလို့တရုတ်ကုန်သွယ်ရေးနဲ့ပတ်သက်တဲ့အဲ့ဒီစီးမြဲမှာမရှိဘူးလေဗျာလေးလာအောင်လေဗျာနော်မက္ကဆီကိုကဖြစ်တဲ့ကိစ္စမက္ကဆီကိုတရုတ်ကံမဲ့ကယ်တွေကိုယူပြီးမူရစေဝါထုတ်တာလေဒါကျွန်တော်တက်ပဲပြောတာဆိုတော့ခင်ဗျတရုတ်ကိုဘာကြောင့်မုန်းလဲကျွန်တော်မမုန်းဘူးလေတရုတ်ရဲ့ strategy ကိုကျွန်တော်ပြောပြတာခင်ဗျားတို့နိုင်ငံမှာရောခင်ဗျာအကုန်လုံးမွေးစေဝါပဲလေခင်ဗျားတို့စားတဲ့ကွန်းရမှာကျွန်တော်တို့ငငယ်တော့ကွန်းရစားခဲ့တာကျွန်တော်အဖိုးအဖွားတွေခင်ဗျာသွားမဲပြီးတော့လေဂျိုးတလက်မတက်နေတော့မှပါကင်စာတို့ရှာကင်စာတို့အာကောင်ကင်စာတို့မဖြစ်ဘူးလေသူကတရုတ်ကပစ္စည်းနဲ့ထုံးနေဖြော်နေတာမဟုတ်ဘူးလေနော်ဘာဆေးညာဆေးတွေထဲ့နေတာမဟုတ်ဘူးလေအခုဗမာပြည်မှာကွန်းရစားတဲ့လူအားလုံးကကင်ဆာဖြစ်ဖို့69%လေဗျာအကုန်လုံးတရုတ်ပစ္စည်းတွေပဲလေခင်ဗျားတို့တည်သွားတော့ तू ကဘာခင်ဗျားတို့ဂရုစိုက်ရမှာဟုတ်တယ်မလားဆိုတော့ခင်ဗျားတို့ကြည့်လိုက်လေမင်း online ကွန်းရစားလားဗမာစစ်ဗိုလ်ချုပ်တွေကွန်းရစားတယ်များခင်ဗျားထင်နေလားမစားဘူးလေတိနေလေဒီကောင်နေခင်ဗျားတို့ဒီပြည်လုံးစားခိုင်းတာလေခင်ဗျားတို့တည်သွားလဲဘာမှဖြစ်ဘူးလေ तू ကအရွှေရှင်းလေးပဲလေကျုပ်ဆိုကွန်းရဆိုင်နေအကုန်ပိတ်လိုက်မယ်ဟမ်ဒါကျုပ်မမှန်ကန်ပဲပြောတာနော်ဆိုတော့ခင်ဗျားတို့တပတ်လန်းဟာခင်ဗျားတို့စီကထွက်တဲ့ရောတွေပေါ့ဗျာကုန်ချမ်းတွေအားလုံးတူတူသွားမှာခင်ဗျားတို့သူပြန်ခေါ်လာမှာလောင်းကစားဝိုင်းတွေမူရစေးဝါတွေအဲ့ဒါတွေခင်ဗျားတို့ပြန်ပေးသွားမှာဆိုတော့အခုတရုတ်ရဲ့လေကာစနစ်ကပထမတစ်ချိန်လည်းအလုံးမဖြစ်ဘူးဒုတိယတစ်ချိန်လည်းအလုံးမဖြစ်လို့အီရန်ခေါင်းဆောင်တွေသေကုန်တာလေအယာတူလာကုမ္ပဏီရဲ့အိမ်မှာလေကာစနစ်ကြီးတတ်ထားတာလေအခုစီးဝေးမဲ့နေရာမှာအိမ်တော့မဟုတ်ဘူးပေါ့ဗျာတတ်ထားသူတို့ ICRG ရုံးရဲ့နော်အရှိမလည်းလေကာစနစ်ကြီးတတ်ထားတယ်လေဗျာဥပြကြသွားတယ်လေဗျာကျွန်တော်ဘာတွေမဟုတ်တာပြောနေတာလဲနော်အမှလာဆဲတဲ့မဘာသားတွေဗမာပြည်ကမဘာသားတွေအချက်လည်းမရှိဘူးဗျာတော့တကယ်ကျတော့ပိဋကသုံးပုံလည်းမဟုတ်ဘူးရှင်မဘုတ်တကောစာကဗျာဒီတိရိလင်္ကာကလားတွေဂျင်းပေါင်းစုံတည်လာပြီးမင်းတုံးမင်းနဲ့တန်ခါနာတင်ခိုင်းတာဗျာရှက်ဖို့တော့ကောင်းတယ်မဟုတ်ကဟုတ်ကတွေအကုန်ထိုင်ဟောတာဗျာခင်ဗျာလေအိန္ဒိယမှာကြောင်းသားတက်လိုက်စမ်းမှာဘုံပေးမှာမင်းတို့ကောင်းအောင်သိချင်ကျွန်တော်ဒီမှာတက်လာပြီကျွန်တော်သိလို့ပြောတာလေဆိုတော့အဲ့ဒီတိရိလင်္ကာကလားပါအခုတရုတ်ကျွန်ဖြစ်နေပြီလေအဲ့တိအောင်ကျွန်တော်ပြောပြတာအခုတိရိလင်္ကာကလားရဲ့အယူဝါဒတွေနဲ့မဘာသာဂျင်းထဲတာလေဒါကျွန်တော်အမှန်တိုင်းပဲပြောတာခင်ဗျားတို့စတုဒ္ဒတန်ခါနာတာခင်ဗျားတို့စောက်ကြီးစောက်ကြပြောတာစတ္ထတန်ခါနာကအကုန်လုံးတိရိလင်္ကာကလားတွေမဟုတ်မှပုံမြင်နေရေးပြီးတော့ဟိုပါလဲဆရာတော်တပါးဟောသလိုပေါ့ဒုဋ္ဌကာမဏိမဲ့လူနှစ်သိန်းတတ်တယ်တဲ့ခင်ဗျားအယိုးတစ်ချောင်းလည်းမရှိဘူးဘယ်မှာဖြစ်တာတိရိလင်္ကာဟမ်တိရိကုဆရာတော်ကိုမေးလိုက်ပါဦးဘယ်နေရာမှာဖြစ်တာလဲကျွန်တော်ကတိရိလင်္ကာ၄ချိန်ရောက်တယ်လေဘယ်နေရာမှာဖြစ်တာလဲလို့အယိုးတစ်ချောင်းတော့မရှိဘူးလို့တော်တော်စောက်ချက်မရှိတဲ့ကတုံးတွေဗျာအဲ့လိုပြောရင်ကျွန်တော်မိုက်ရိုင်းသွားရောဗျာကျွန်တော်အထောက်ထားနဲ့ပြောလေဗျာအဲ့ဒုဋ္ဌကာမဏိမင်းရှိတယ်သူပြောတဲ့စစ်ပွဲကျွန်တော်မတွေ့ဘူးဗျလူတေတာလည်းမရှိဘူးဗျ
ငါတို့ဘာတွေဂျင်းထဲနေတာကျွန်တော်တိုင်းပြည်ကိုငါအဲ့ဒီပြောတဲ့ဒုက္ခကာမဏိစစ်ပွဲခင်ဗျားတို့ပြလေဗျာအယိုးတစ်ချောင်းတော့မရှိဘူးဗျာဟာဘာကောင်နေမှန်းလည်းမသိဘူးဗျာကျွန်တော်တိုင်းပြည်ကအီရန်မဘာသာနဲ့ဗမာပြည်မဘာသာအတူတူပဲလေဒါကိုပြောတာဆိုတော့တရုတ်ကိုအားကိုပြီးအီရန်ကနောက်တစ်ချိန်ချမယ်ပေါ့လက်သီးလက်မောင်းတန်းလိုက်တာအခုအရာတူလာခါမနီလဲသေကုန်ပြီအကုန်သေကုန်ပြီဗျာကဲဗမာမသေးသေးတဲ့မြန်မာမဘာသာနဲ့စစ်ကောင်းဆောင်နဲ့ဖင်ကောင်းကျဲနေတာဘာလို့ကဘာစစ်မကြုံဘူးလေမတွေ့ဘူးလေဟုတ်တယ်မလားတရုတ်ချင်းနဲ့ပျော်နေတာလေကျွန်တော်နိုင်ငံကစီးပွားရေးချင်းလူမှုရေးချင်းဟာဂျင်းပေါင်းစုံတရုတ်ထည့်ထားတာဗျာခင်ဗျကြောက်စရာကြီးဟမ်စဉ်းစားကြည့်လေဗျာဒါကျွန်တော်အမှန်တိုင်းပဲပြောပြတာကြောက်စရာကြီးကိုလှုပ်ထားတာအီရန်ပြည်သူတွေငတ်ကုန်ပြီလေအီရန်ငွေကကမ္ဘာအိတ်ချင်းရဲ့အပြင်အောင်ရောက်သွားပြီလေဘယ်သူမှအလဲလဲမလုပ်တဲ့ငွေကြေးဖြစ်သွားပြီလေအဲ့ဒါကိုယော်နဲ့အသုံးပြုဖို့အစားထိုးလာလို့တပတ်ပဲကြာတယ်ဘုံကျဲခံရတယ်လေဆိုတော့ကဘာတိအောင်ပြောကဘာတိပြီးသားကဘာတိလို့ဘုံကျဲတာအဲ့ဒါမှတ်တာဟုတ်ဆိုတော့မြန်မာပြည်ကိစ္စလည်းဒီတိုင်းပဲနောက်မြန်မာပြည်မှာတော်လှန်နေတဲ့လူတွေကိုလည်းကျွန်တော်ပြောချင်တယ်ကျွန်တော်အရှိကြီးလည်းမပြောချင်ကျွန်တော်တွတ်ပဲပြောပြလိုက်တာဆိုတော့အဲ့တော်လှန်နေတဲ့ကောင်ချင်းချင်းကလည်းတယောက်ကိုတယောက်ခံတယောက်ကိုတယောက်တဘုံနဂါးတွေမဟုတ်ဘူးဘုံနဂါးအမျိုးတွေအဲ့ဘုံနဂါးမှာလုတ်ခဲ့တဲ့ကောင်တွေအကုန်ပန်းရဲဘော်ဘာထူးတို့ဘာလို့ဆိုတော့ရီမုံမေးချင်လို့ပါမင်းကဘယ်နေရာမှာဆန္ဒပြဘူးလို့လဲမင်းဘယ်အချုပ်ခံမှာမင်းဘယ်လိုဖြစ်ဘူးလို့လဲဟမ်မင်းတို့ဖမ်းထားတဲ့ဘာထူးဆိုတဲ့ကောင်ဟိုဒေါ်နော်အုံးလာတို့မုံရအောင်ရှင်တို့ခစ်တဲ့ကကျင်းနီတောင်စီမံကိန်းကိုဆန္ဒပြအခန့်ပြီးတော့တော်လှန်လာတဲ့ကောင်မင်းတို့ဖမ်းထားတာမင်းတို့ဖမ်းထားတဲ့ဘာထူးဟာဟဲ့အောင်ရီမုံမင်းထက် experience အများကြီးရှိတယ်တက်လားဒေါက်တာဇော်ဝေဆိုတဲ့ဟဲ့ကောင်ဇော်ဝေဆိုလို့ခေါ်ရသလားတဲ့မင်းကဘာကောင်လဲဆိုတော့ဟာဗမာပြည်မှာဒေါက်တာဘွေးကတခါရရင်အဲဘာဒေါက်တာနော်ခင်ဗျအမေရိကန်ကိုလာ9နှစ်ပဲရှိတယ်လေ professional လက်မှတ်တွေအားလုံး9နှစ်ပဲလေအခုဒေါက်တာဇော်ဝေးကဘယ်နှစ်လဲအမေရိကန်မှာနောက်တစ်ခါဒေါက်တာဖြစ်ဖို့9နှစ်ပြင်ကြောင်းပြန်သွားရတယ်လေခင်ဗျတို့မေးကြည့်ကြပါဦးလားစောက်ပိန်းနေရဲ့စောက်လက်ဒူတွေရဲ့ဟုတ်တယ်မလားဒီကောင်ဒီမှာကြောင်းတက်ဖို့မအောင်နိုင်ဘူးလေဒီကောင်အင်္ဂလိပ်စကားပြောနားထောင်ကြည့်လိုက်တာဟုတ်တယ်မလားဗမာပြည်ပြန်ခွေတာလေprofessional တွေအဲ့ဒါမဟုတ်ဘူးလေကွာဘာလဲကွာဘွဲတစ်ခုရတယ်ကွာဒေါက်တာဘွဲတစ်ခုရတစ်သက်လုံးဒေါက်တာဗမာပြည်ပဲရှိတယ်လေအမေရိကန်မရဘူးလေကွာဒီကောင်ဟာဒေါက်တာနဲ့ပတ်သက်တဲ့ professional expire ဖြစ်သွားလို့ငါဇော်ဝေစိုးလို့ခေါ်တာကွာကဲမင်းတို့ညီပိန်းနေပြောကြည့်စမ်းငါ့ပြီးတော့သူ့ရဲ့ professional အလုပ်မဟုတ်ဘူးလေကွာနိုင်ငံရေးမှာတက်တယ်လို့နဲ့တယ်လို့လုပ်ပြီးတော့သေကုန်ပြီလေပြတ်ကုန်ပြီလေဝင်ကုန်ပြီလေဘာပြောနေတာလဲမလို့အချင်းချင်းလည်းပြန်တတ်တယ်ကွာပြန်ဖမ်းတယ်ကွာပြီးတဲ့အခါကျမှပြိပခဖြစ်လာရင်လည်းမိတ်ဖက်ဖြည့်ရှင်းယူပြေဆုံဆွေးနွေးခြင်းနဲ့ဖြည့်ရှင်းမယ်လို့မင်းတို့ပဲပြောဒါမှမဟုတ်ကမှဖမ်းထားပြီလေမင်းတို့အချုပ်ထဲတွေထည့်ထားတယ်လေမင်းတို့ညှင်းပန်းနှိမ့်ဆက်နေတဲ့အချိန်မှာဒီစကားကိုထုတ်ပြောတာဟဲကောင်ရီမွန်လူချင်းတွေ့ရင်ပါတောင်ရိုက်ချင်တာမင်းကိုခွဲလေးကြပိုးလောက်ဆင်းချင်မင်းသမီးကြတော့ဒီမှာကြောင်းတက်နေတယ်ကွာတိုက်နဲ့တာနဲ့ကားနဲ့ကွာဟိုမှာတကယ်တော်လှန်တဲ့ကောင်တွေကိုတော့မင်းဖမ်းခိုင်းပြီးအချုပ်ထဲထည့်ထားတာခွင်းမသားမင်းသမီးလည်းခွင်းမသားနဲ့ပေးစားလိုက်လေကွာမကောင်းလားမင်းသမီးတွေမင်းတို့အန်ယူဂျီကလူတွေအားလုံးတော့အမေရိကန်မှာကြောင်းလာတက်ခိုင်းတာတယ်ဗမာပြည်ထဲမှာတကယ်စစ်အာဏာရှင်ကိုတော်လှန်တဲ့ကောင်တွေကြတော့မင်းတို့ဖမ်းဆီးတယ်နှိပ်စက်တယ်ဒါတရားသလားလို့လာခဲ့ပါမင်းတို့ထက်ပြတ်တယ်ကွာသမိုင်းလည်းရှိတယ်โอเคနော်ဒါကြောင့်အခုအီရန်နဲ့ဖြစ်နေတဲ့အရေးခင်းဟာရှင်းပြောမယ်အီရန်ကြဆုံးမယ်အပုတ်ဖြစ်သွားမယ်တရုတ်နဲ့ရုရှားဂျင်းအချိန်ချင်းထဲတာဗမာပြည်လည်းအဲ့ဒီဂျင်းမိထားတယ်
မာပြည်ကအီရန်လိုမဟုတ်သေးဘူးအီရန်ထက်ကူတော့ပိုဆိုးတယ်နော်တရုတ်ရုရှားကစီးပွားရေးနော်စစ်လက်နက်နဲ့ပတ်သက်လို့ဂျင်းမဲ့မိသေးတာဗမာပြည်ကတိရိလင်ကစောက်ကလားတွေရဲ့အောက်တန်းစားကလားတွေရဲ့မဟုတ်မဟပုံပြင်တွေကိုပိဋကသုံးပုံထဲမှာထည့်ပြီးတော့ဂျင်းမိနေတဲ့တိုင်းပြည်ကွာအားလုံးကျေးဇူးတင်ပါတယ်ဂိုရှယ်လေးပါမင်္ဂလာပါမိုင်းဆုံခပါတာလီစွာမငေးတော့အောင်ပါခင်ဗျာ